လူတွေဟာကိုမရှိရဲ့ကိုပိုင်အားသားချက်တွေကိုစွန့်လွတ်ပြီးတခြားသူတွေရဲ့ဘဝကိုဘာကြောင့်လိုက်လူကြံကြတာလဲဒါဟာတကယ်ကိုနှဆိုင်တဲ့မိခွန်းတစ်ခုနော်ဒီမိခွန်းကနေစပြီးဇလိုင်းတဲကစိတ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေကိုကျွန်တော်တို့သိချမြင်တွေ့ရမှာပါကိုတန်ဖိုးမထားတော့ပဲသူတွေဘာရဲ့နေရာကိုအားချမိတဲ့အခါဖြစ်လာတဲ့တဘာဝကိုသိချလေးတွေ့မြင်ရပါလိမ့်မယ် ဒီဇလန်လေးဟာလေခွင်းတွေကခွားကြီးမားတဲ့နွားကြီးတစ်ကောင်နဲ့စတင်ပါရဲ့နေစဉ်နဲ့မြဖုန်တီနေတဲ့ကိုလုံးမျက်စိထဲဝင်နေတဲ့ချွေးတွေနဲ့အတူပြင်းပြင်းထန်ထန်အတရှူရင်ပင်ပန်းကြီးစွာအလုံးလုံးနေရတဲ့နွားကြီးပေါ့အခုဒီမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတာကတက်တော်နှကောင်ရဲ့ရှင်တန်ရတဲ့ဘဝနှစ်ခုကြားကပြင်းထန်တဲ့ကွာခြားချက်ပဲဖြစ်ပါတယ်ဘေးဘက်မှာကနေစဉ်ဝင်ကြွေးတွေကိုထမ်းရပြီးဖုန်နေချွေးတွေနဲ့ပင်ပန်းနေတဲ့နွားကြီးပါညာဘက်မှာတော့အိမ်ထဲကခွေးလေးတစ်ကောင်နူးညံ့တဲ့အမွေးအမြံကြီးတန်ရှင်းတဲ့ကိုလုံးလေးနဲ့တခင်ရဲ့ပေါင်ပေါ်မှာအေးအေးဆေးဆေးထိုင်ပြီးကျင်ကျင်နာနာတိုင်းဖတ်ယူရခံနေရပါတယ်။တစ်ဘက်မှာပင်ပန်းစီးရဲမှုနောက်တစ်ဘက်မှာထတောင်ထတာရှိမှုဆိုတဲ့အခြေအနေနှစ်ခုကိုရှင်းရှင်းလင်းလင်းကြည့်မြင်နိုင်ပါတယ်။တခင်တယောက်တည်းကနဲ့မတူညီတဲ့မေတ္တာတရားတွေပေးနေတာကိုအဝေးကနေလမ်းကြည့်နေရတဲ့နွားကြီးရဲ့ညင်ထဲမှာတဆုံတရာကျိုးပဲ့ချင်မွဲသွားပါတယ်။စဉ်းစားကြည့်လေတခင်ရဲ့အကဘာကြီးကိုတူးကျိုးပေါ်မှာတင်ပေးထမ်းထားရပါမယ်။ဘာမှမလုပ်တဲ့ခွေးလေးကတော့အရာအလုံးရရှိနေပါတယ်။ဒီအတီးကနွားကြီးရဲ့စိတ်သက်ကိုအကြီးကျယ်ကျဆင်စေပြီးကိုလူပေးတဲ့ຢာတွေဟာအတီးမှန်မပြုတ်ခံရဘူးဆိုရင်နာကျင်မှုကိုနက်နက်ဆိုင်ဆိုင်ခံစားလိုက်ရစေပါတယ်။အဲ့ဒီညမှာနွားကြီးဟာလုံးဝကိုအိမ်မပြောနိုင်ခဲ့ပါဘူး။လူတယောက်ဒါမှမဟုတ်တတလာတကောင်ဟာသူ့ကိုယ်သူချစ်ခင်မခံရဘူးလို့ခံစားလာတဲ့အခါဘာဒီဆက်ဖြစ်လာနိုင်မလဲ။တခင်ရဲ့ဝန်ထုတ်ဝန်မှုတွေကိုထန်ထားပေးပေမဲ့ပါကျိုးမြတ်မှပါမေတ္တာမှပြန်မရတဲ့နွားကြီးရဲ့နေရာကနေဝင်ကြည့်ရင်သူ့ရဲ့နာကျင်မှုကိုကျွန်တော်တို့နားလည်ပေးနိုင်ပါတယ်။ဒီလိုအချစ်မခံရဘူးဆိုတဲ့ခံစားချက်ဟာတဖြည်းဖြည်းနဲ့အန်တယ်ရှိတဲ့လမ်းကြောင်းစီကိုဦးတည်သွားစေဖို့တွန်းအားဖြစ်လာပါတော့တယ်။ဒါကြောင့်အရေးကြီးဆုံးအချက်ကလို့ခွေလေးလို့တလို့ငါသာလို့ရင်ငါလည်းအချစ်ခံရမှာပဲဆိုတဲ့အတွေးပါပဲ။ဒါဟာဇက်လန်းရဲ့အလဲအပြောင်းတစ်ခုဖြစ်တယ်လို့ဖြက်စီးတတ်တဲ့မနာလိုဝင်တိုးမှုစတင်မွေးဖွားလာတဲ့အခိုင်အတန်းလည်းဖြစ်ပါရဲ့။နွားကြီးဟာသူ့နဲ့မကိုက်ညီတဲ့အရာတစ်ခုကိုစတင်မျောလင့်လာပြီးဒီအန်တယ်ရှိတဲ့အတွေးကသူ့ကိုလွမ်းပိုးသွားပါတော့တယ်။နောက်နေ့မနက်ရောက်တဲ့ခါမှာတော့အခြေအနေတွေဟာချက်ချင်းဆိုသလိုအရှိန်ဟုန်ပြင်းပြင်းနဲ့ပြောင်းလဲသွားတယ်။အိမ်ရှိမှာဧည့်သည်တွေဟာတက်သားကလားထိုင်တဲ့ပုံမှာထိုင်ပြီးရင်မောနာယူနေကြတယ်။ခွေးလေးကလည်းတခင်ရက်ပေါင်ပေါ်ခုန်တက်ဖို့အသက်မှာပဲ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲတုံဆိုတဲ့မြေကြီးကိုတုံခါသွားစေတဲ့ခြေတံကြီးတွေထွက်ပေါ်လာပြီးနွားကြီးကအရှိန်နဲ့ပြေးဝင်လာပါတော့တယ်။လူတွေအားလုံးကြက်တက်သွားကြပြီးအေဂျန်တဲ့ရင်မောတန်တွေကနေအရာအလုံးဖဲရိုးဖဲဖြစ်ပြီးကြောင်းမဖွဲပြုတ်ကြတဲ့စီတန်ကြီးတွေစီကိုလုံးဝကိုပြောင်းလဲသွားပါတော့တယ်။အဲ့ဒီတွေကခံဖြင့်ပြီးအော်ဟစ်နေကြတဲ့အချိန်မှာနွားကြီးနဲ့စိတ်ထဲမှာတော့ငါခွေးလေးလိုထိုင်ပြဖို့ပဲလိုတာပါ။ဒါဆိုရပြီဆိုရရိုးရှင်းပြီးအပြစ်ကင်းနဲ့တွေးလေးပဲရှိနေတာပါ။သူဟာချစ်ခင်မှုကိုလိုချင်တဲ့စိတ်တစ်ခုတိုင်းနဲ့ရှေ့ကိုဆက်တိုးလာခဲ့တာပါ။သူ့ရဲ့ရိုးရှင်းတဲ့ယူရချက်နဲ့ပုံဝင်ချင်းကအထီးတရမောဟိနေမှုတွေဟာလုံးဝကိုစန့်ကျင်ပဲဖြစ်နေတာပေါ့ဗျာ။အရှင်နဲ့ပြေးဝင်လာပြီးနွားကြီးခုန်တက်လိုက်တဲ့အချိန်မှာတော့သခင်ဟာလက်ကြည့်လိုက်ပေမဲ့ရှောင်းချိန်မရလိုက်ပဲကျဲလောင်တဲ့အယိုးချိုးဆန်ကြီးတစ်ခုနဲ့အတူထိခိုက်ဒဏ်ရာရသွားတဲ့အဖြစ်ဆိုးကြီးဖြစ်သွားခဲ့ရပါတယ်။ဒါဟာဘာကိုချင်းချင်းရှာရှာပြသွားနေလဲဆိုရင်နွားကြီးလှုပ်ချင်တဲ့ရည်ရွယ်ချက်နဲ့တခြားသူတွေမြင်တွေ့လိုက်ရတဲ့အရာကြားတာနှလုံးကွဲဝဲကွာဟာချက်ကိုရှင်းရှင်းလင်းလင်းမြင်လိုက်ပါတယ်။ဘယ်ဘက်မှာကနွားကြီးရဲ့ရည်ရွယ်ချက်ပါ။သူဟာချစ်ခံကြုံတတ်နဲ့ခွေးလေးလိုတွားထိုင်ဖို့ကြိုးစားခဲ့တာပါ။ဒါပေမဲ့ညာဘက်ကလူတွေရဲ့အမြင်မှာတော့ဒါဟာကြီးမားတဲ့ဖြစ်စည်းမှုကြီးဖြစ်ပြီးဒီနွားဟာတကယ့်ကိုမိုက်မဲတဲ့ DH ဆိုင်ဖြစ်သတ်မှတ်လိုက်ကြပါတယ်။ဘလောက်တောင်စိတ်မကောင်းစရာကောင်းတဲ့လွဲချော်မှုကြီးလဲဆိုတာတွေ့မြင်နေပါတယ်။အတန်နေကြတာနဲ့ချက်ချင်းပဲအစေခံဒီပြေးဝန့်လာကြပြီးဒီ DH ဆိုင်ဘာလို့လိုက်တာလဲဆိုပြီးနွားကြီးကိုအရန်ကရောရိုင်းနေကြပါတော့တယ်။နွားကြီးခွေရိုင်းကြသွားတဲ့ထိပါပဲ။အဲ့ဒီနေရာမှာပျော်ရွှင်စရာရဲ့မောတန်တဲ့အကုန်ပျော်ကွယ်တော့တယ်။အဲ့ဒီထိန်လန်တုံလို့တော့တယ်။သခင်ဟာနာကျင်စွာလဲကျနေပြီးနွားကြီးကတော့မနာလိုမှုကြောင့်ဖြစ်ပေါ်လာတဲ့အမားအသက်နဲ့ရင်ရမတက်ကြီးမားရဲ့တံပိုးတစ်ခုပေးဆက်လိုက်ရပါတော့တယ်။အခုဆိုရင်ဒီဇလန်လေးကနေရရှိနိုင်တဲ့စိတ်ပိုင်းဆိုင်ရာတန်ခမ်းစားတွေကိုတေချာပြန်လဲသုံးသက်ကြည့်ကြအောင်ပါ။မနာလိုဝန်တူမှုဟာလူတစ်ယောက်ကိုမျက်ခမ်းဖြစ်စေုံတင်မကဘူးသူရဲ့ပင်ကိုယ်တဘာဝကိုပါလုံးဝပြောင်းလဲပစ်လိုက်ပါတယ်။ဒီစကားဟာအယမ်းကိုမှန်ကန်ပါတယ်။မနာလိုဖြစ်လာတဲ့အခါလူတွေဟာမိမိစီမှာရှိတဲ့မူလအခွန်အားတွေစွမ်းရည်တွေကိုမေ့လျော့သွားတတ်ကြပြီးတခြားသူရဲ့နေရာကိုအတေးပယ်မဲ့စွာလိုက်လူခြင်းစိတ်တွေဖြစ်လာတတ်ကြပါတယ်။အဲ့ဒီအခါမှာကိုယ်ပိုင်အမှတ်သားလဲဆုံးရှုံးရသလိုအများတက်လဲဒုက္ခဖြစ်စေပါတယ်။ပြန်စဉ်းစားကြည့်ပါ။နွားကြီးဟာလေကွင်းထဲမှာဆိုရင်အယမ်းကိုအင်အားကြီးမားပြီးသူ့နေရာနဲ့သူအသုံးဝင်မှုလေးစားမှုခံရတဲ့သူပါ။သူ့ရဲ့တံမိုးဟာအဲ့ဒီလေကွင်းမှာရှိနေတာပါ။
ဒါပေမဲ့ तू မဟုတ်တဲ့တခြားပုံစံတစ်ခုတည်းကိုအသိဝင်ရောက်ဖို့ကြိုးစားလိုက်တဲ့အခိုက်အတန့်မှာပဲ तू ဟာလူတွေအတွက်ကြီးမားတဲ့ပြဿနာကြီးတစ်ခုဖြစ်သွားပါတော့တယ်။ဒါဟာကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ကိုယ့်ရဲ့တန်ဖိုးကိုအတိမတ်မပြုပဲတခြားပုံစံလုပ်ဖို့ကြိုးစားခြင်းရဲ့ဆိုးရတဲ့ကြိုးဆက်ပါပဲ အဝေးကကြည့်ရင်လွယ်ကူတယ်လို့ထင်ရတဲ့အရာတိုင်းဟာလူတိုင်းအတွက်ဖန်တီးထားတာမဟုတ်ပါဘူးလူသမာဝအရာသူတစ်ပါးရဲ့တက်တောင့်တတရှိတဲ့ဘဝတွေကိုအားကျတတ်ကြတာဓမ္မတာပါဒါပေမဲ့တက်တောင့်တတရှိတဲ့နေရာတိုင်းလွယ်ကူတဲ့ဘဝတိုင်းဟာလူသူအချင်းစီတိုင်းနဲ့အဝင်ခွင့်ချက်ဖြစ်ချင်မှဖြစ်မှာလေလူတိုင်းမှာကိုယ်နဲ့တင့်တော်တဲ့နေရာကိုယ်ပိုင်အားသာချက်တွေအသီးသီးရှိကြပါတယ်အဲ့ဒီအရာတွေကိုတည်ဖို့ကအရေးကြီးဆုံးပါပဲတခြားသူတွေကိုအတုခိုးတာဟာချစ်ခင်မှုရဖို့ဒါမှမဟုတ်တန်ဖိုးထားခံရဖို့အတွက်အလွယ်ဆုံးဖြတ်လန်းတစ်ခုလို့ထင်ရကောင်းထင်ရပါလိမ့်မယ်တခါတည်းရန်မှာကိုယ့်ကိုတန်ဖိုးထားစေခြင်းနဲ့စိတ်နဲ့တူတစ်ပါးလှုပ်ထလို့မျိုးမြန်မြန်ဆန်ဆန်လက်လွတ်ခြင်းနဲ့တွဲဆောင်မှုတွေရှိတတ်ပါတယ်ဒါပေမဲ့ဒါဟာတကယ်တော့လုံးဝကိုလွဲမှားနေတယ်လို့ရတဲ့ခုဆိုတာကိုကျွန်တော်တို့သတိပြုမိဖို့လိုအပ်ပါတယ် ဒီတော့နောက်ဆုံးအနေနဲ့မေးစရာချီတာကတခြားသူတွေကိုအတူခိုးတာဟာအချစ်ခံရဖို့အတွက်ဖြတ်လန်းတစ်ခုလားဒါမှမဟုတ်ကိုအမြင့်ဆုံးဆုံးဖြုံးသွားစေမဲ့လမ်းဆောင်တစ်ခုလားကိုယ့်ရဲ့ကိုယ်ပိုင်တန်ဖိုးကိုယ်ပိုင်စွမ်းရည်တွေကိုမေ့ဖြောက်ပြီးသူတစ်ပါးနေရာကိုအတူခိုးဖို့စ조사ခြင်းဟာကိုဖျက်ဆီးခြင်းပဲဖြစ်ပါတယ်ဒီရှင်းလင်းချက်လေးကနေတစ်ဆင့်အားလုံးပဲကိုယ့်ရဲ့စက်မှန်တဲ့တန်ဖိုးကိုရှာဖွေတွေ့ရှိနိုင်ကြပါစေလို့စန္ဒဖြူညင်ဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်